လူတယောက်ကမချစ်ချင်တော့တဲ့အခါတိတ်ပြီးတော့တိတာလာတယ်ဘလောက်ပဲအားနေပါစေတဖြည်းဖြည်းနဲ့လှုပ်ရှားတယ်ပုံများလာလိမ့်မယ်ဖုန်းတွေပြောလို့မှ10မိနစ်မပြည့်သေးခင်လှုပ်ရှားတယ်ပေါ်လာလိမ့်မယ်အွန်လိုင်းကြီးတွေ့နေလို့လဲလိုက်ဖွေပြီးအိပ်ပျော်နေတာပါဆိုတဲ့အဖြေတွေပဲကြားရလာလိမ့်မယ်ပြီးတော့အစင်မပြေလို့ပါဆိုတဲ့စကားနဲ့တယောက်တည်းနေဖို့ကိုတောင်းဆိုလာလိမ့်မယ်တတိယမိလို့ကိုဖဲကခေါ်မိတဲ့ဖုန်းဟာလက်မတိချင်းတွေဖြစ်လာလိမ့်မယ်စကားတွေပြောချင်လို့ပို့နေမိတဲ့စာတွေကစိတ်ညစ်စရာတွေစိတ်ရှုပ်စရာတွေစိတ်အနှုတ်ဆက်ဖြစ်စရာတွေဖြစ်လာလိမ့်မယ်ပြီးတော့သိမကြပါဘူးအဲ့ဒီဆက်ဆံရေးဟာအဆုံးသတ်သွားလိမ့်မယ်